ရှင်ကနေနိပညာအထိဒိုပဝင်းချင်းမှာခစ်စားနေတယ်ဆိုတဲ့အရာတွေကတော့အများကြီးပဲနော်ဒါပေမဲ့လေအဲ့ဒီအရာတွေကတို့ရဲ့ဆုံးဖြတ်ချက်တွေနဲ့အနာဂတ်ကိုဘလို့ပုံဖော်နေလဲဆိုတာကိုရောတကယ်ရောနားလည်ကြရလားကဲဒီနေ့အဲ့ဒီအကြောင်းကိုပဲအတိအကျစစ်ကြည့်လိုက်ကြရအောင်ဒါနဲ့ခဏလေးခစ်စားတယ်တို့ trend ဖြစ်တယ်တို့ဒီစကလုံးတွေကဘာဆက်ဖြားမှာကိုရွှဲနေတာပဲနော်အမြဲတုံးနေကြတာဒါမှမဟုတ်တကယ်တမ်းကျတော့အဲ့ဒါပါကိုဆိုလို့တာလေဗျာဟိုခဏတဖြုတ်လူကြိုက်များသွားတာကိုပြောတာလားဒါမှမဟုတ်အဲ့ထက်ပိုပြီးနက်ရှိုင်းအဒီပဲတခုခုများရှိနေသေးလားကဲဒါဆိုရင်ဒီမေကွန်းကိုဖြည့်ဖို့အပိုင်း၄ပိုင်းနဲ့တွားကြည့်ကြရအောင်ပထမဆုံးအနေနဲ့ခစ်ရေစီးချောင်းဆိုတာပါလဲဆိုတာကိုအရင်ကြည့်မယ်ပြီးရင်ဒါကခဏတဖြုတ်ပဲလားရေရှည်သွားမှလားဆိုတာကိုဘယ်လိုခွဲမလဲဆိုတာပေါ့နောက်ပြီးတော့ဒီ trend တွေကဘယ်ကနေစတာလဲနောက်ဆုံးကြမှာဒါတွေကိုတိထားတာကဘာကြောင့်အရေးကြီးတာလဲဆိုတာကိုဆက်ပြီးကြည့်သွားကြမယ်ဟုတ်ပြီပထမဆုံးအမိုင်းကိုစားလိုက်ကြအောင်ခစ်ရည်စီချောင်းဆိုတာတကယ်တော့ပါတယ်တို့တွေနေတိုင်းလိုကြားနေရတဲ့ဒီစကလုံးရဲ့နောက်ွယ်ကအနှစ်သာရကိုတစ်ချက်လောက်တူးဆော့ကြည့်ကြတာလို့ဆိုတော့လေခစ်ရည်စီချောင်းဆိုတာကလူကြိုက်များတာထွက်အများကြီးပို့ပါတယ်အလွယ်ပြောရင်ဒါကကျဲကျွေတစ်ခုလိုခဏလေးလင်းပြီးပျောက်သွားတာမျိုးမဟုတ်ဘူးပိုတူတာကတဖြည်းဖြည်းနဲ့မြင့်တက်လာတဲ့လမ်းကြောင်းတစ်ခုလိုပဲဒါဟာအရာအလုံးကဘယ်ဘက်ကိုဥတီးပြီးပြောင်းလဲနေလဲဆိုတာကိုပြနေလားရေရှည်ပြောင်းလဲမှုတစ်ခုရဲ့အရေးအယောင်လို့လည်းပြောလို့ရတယ်ကဲဒါဆိုရင်နောက်တစ်ချက်ပေါ့အရေးကြီးရဲ့မင်းဝန်တစ်ခုရှိလာပြီဒိုးတွေတွေ့နေရတဲ့ຢာတွေကခဏလေးပေါ်လာပြီးပျောက်သွားမှတယ်လားဒါမှမဟုတ်အခြေခံကြကိုပြောင်းလဲသွားစေမယ့်အရာတွေလားအဲ့ဒီနှစ်ခုကိုဘယ်လိုခွဲမလဲအရင်ဆုံး fat ဆိုတာကိုကြည့်အောင်ခေတ္တခဏခေစားချင်းပေါ့ဟိုးရင်က fidget spinner တွေလေမမေ့ကြတယ်လားတချိန်တော့ကဆိုနေရာတကာမှာပဲအခုတော့ဘယ်ပြောက်သွားမှန်းတော့မသိတော့အဲ့ဒါ fat ပဲဆိုလိုတာကအချိန်တိုတွေမှာလူတွေရန်ကိုစိတ်ဝင်စားကြတယ်ဒါပေမဲ့ခိုင်မာတဲ့အခြေခံသိမရှိတော့ခဏလေးနဲ့ပြန်ငြိမ်သွားတော့အဲ့ဒါနဲ့ပြောင်းပြန်ကတော့ trend ပေါ့ခေတ်ရည်စီးကြောင်းပေါ့ဥပမာ online တွေအလုပ်လုပ်ကြတာမျိုးလေဒါကခဏလေး hobby ပျောက်သွားတာမျိုးမဟုတ်ဘူးတို့တွေအလုပ်လုပ်တဲ့ပုံစံကိုအခြေခံကြပြောင်းလဲပြလိုက်တဲ့ရေရှည်ပြောင်းလဲမှုတစ်ခုဆိုတော့ဒါကပိုပြီးနက်ရှိုင်းတဲ့အပြောင်းလဲတစ်ခုကိုဖော်ပြနေတာပေါ့ဒီချာနာချက်ကိုပိုရှင်းသွားအောင်ဒီလိုလေးမြင်ရောင်ကြည့်လို့ရတယ် fact ကဒုံးမြန်လို့ပဲဝင်းအောင်ဆိုပြီးအရှိန်နဲ့ထိုးတက်သွားတယ်ပြီးတော့ခဏလေးနဲ့လောင်စာကုန်ပြီးပျောက်သွားရော trend ကတော့တစ်ပင်လို့ပဲဖြည်းဖြည်းချင်းအမြင့်တွဲတယ်ကြီးထွားလာတယ်နောက်ဆုံးမှာရေရှည်အတွက်အရိပ်ကဝါတောက်ရောနည်းနည်းရှိုင်းတယောက်မှုတွေရောပေးတယ်ဟုတ်ပြီ fat နဲ့ trend ကတော့ခွဲရသွားပြီပေါ့နော်ဒါဆိုနောက်ထပ်စိတ်ဝင်စားစရာမေးခွန်းတစ်ခုကဒီခရစ်စီကျောင်းတွေကတော့ဘဲကနေဘယ်လိုစဖြစ်လာလဲအပြောင်းလဲဖို့ဖြစ်စေတဲ့အဓိကအင်ဂျင်တွေကဘာတွေလဲဆိုတာကြည့်အောင်အဓိကမောင်းနှင်အားတွေကတော့အများကြီးရှိနိုင်ပေမဲ့အကြမ်းချင်းအားဖြင့်တော့နီးပညာလူတွေရဲ့တန်ခိုးထားမှုတွေပြောင်းလဲလာတာစီးပွားရေးအခြေအနေတွေနောက်ပြီးယဉ်ကျေးမှုဆိုင်ရာပြောင်းလဲတွေပေါ့ဥပမာအနေနဲ့စဉ်းစားကြည့်လေ smartphone နီးပညာကြောင့်တို့တွေတယောက်နဲ့တယောက်ဆက်သွယ်ပုံတွေအကုန်ပြောင်းတော့တယ်နောက်တစ်ခုတဘာဝပတ်ဝန်းကျင်ကိုပိုတန်ခိုးထားလာကြတော့ရေရှည်ခံတဲ့ပစ္စည်းတွေကိုပိုသုံးချင်တဲ့ trend တွေတစ်ခုဖြစ်လာတာမျိုးပေါ့ trend တိုင်းမှာလည်းသူ့ရဲ့ life cycle သူ့ရဲ့ဇလန်လေးတပုလို့ရှိတယ်မျိုးစေ့လေးတစ်စိလို့အစာပြိုးတဲ့အစာပေါ်လာတယ်ပြီးတော့လူတွေလက်ခံလာတာနဲ့အမျှတဖြည်းဖြည်းအရှင်ရလာပြီးကြီးထွားလာတော့အမြင့်ဆုံးအဆင့်ကိုရောက်သွားပြီးတဲ့နောက်မှာတော့တဖြည်းဖြည်းပြန်ချဆင်းသွားတာမျိုးရှိတယ်လို့တချို့ကြတော့လေတို့ရဲ့နေစဉ်ဘဝထဲမှာကိုပဲအသားတကျဖြစ်သွားတတ်တယ်ကဲဒီလောက်ဒီပြောလာပြီးပြီဆိုတော့အဓိကမဲကုန်းကိုရောက်လာပြီးဒီအကြောင်းအရာတွေကိုတီးချတော့တော့ဘာထူးမှလဲဘာကြောင့်ဒါကအရေးကြီးနေရတာလဲဒါကတာမန်ဘိုးသူရထက်ဘလောက်ပိုတန်ဖို့ရှိလဲဆိုတာကြည့်လိုက်အောင်ဒီမှာအဓိကအချက်ကဒါပဲခေရည်စီးကြောင်းတွေကိုနားလည်ခါရဲဆိုတာကအနာဂတ်ကိုကြိုပြီးမြင်တဲ့မန်ဘီလူတစ်ခုကိုကင်ထားရသလိုပဲဗျာကိုယ့်ရဲ့လောကရဲ့အတွက်ဘယ်လို scheme မျိုးတွေလိုလာမလဲဘယ်နေရာမှာရင်းနှီးမြှုပ်နှံရင်ကောင်းမလဲဒီလိုကိုယ့်ဘဝအတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချတဲ့အခါမှာအများကြီးပိုကောင်းတဲ့လမ်းကိုရွေးနိုင်မှာပေါ့ဆိုတော့ပြောနေကြစကားတစ်ခုရှိတယ်လေအနာဂတ်ကိုခံမှန်းဖို့ကောင်းလုံးနီးလန်းကပစ္စုပန်ကိုနားလည်ဖို့ပဲတဲ့တကယ်တော့ခုပစ္စုပန်မှာဖြစ်နေတဲ့ခေရည်စီးကြောင်းတွေဆိုတာအနာဂတ်မှာဘာတွေဖြစ်လာမလဲဆိုတော့အယောင်တွေပဲပေါ့အဓိကကတော့ဒါပါပဲခေတ်စားတိုင်းမျက်စိမွေပြီးလိုက်လုံနေလေသူမဟုတ်တော့ပဲနဲ့ဒါကဘာကြောင့်ဖြစ်နေတာလဲဘယ်ကိုဥတည်နေတာလဲဆိုတာကိုစူးစိုင်းလေးလာတတ်တဲ့သူတယောက်ဖြစ်လာဖို့ပဲနောက်လိုက်ဘဝကနေလေးလာသူဘဝကိုပြောင်းဖို့ပေါ့ကဲဒီတော့နောက်ဆုံးအနေနဲ့ဒီမေကွန်းလေးနဲ့အဆုံးသတ်ကြည့်အောင်အခုကိုပေါင်းဝန်းကျင်ကိုတစ်ချက်လောက်ပြန်ကြည့်လိုက်ပါဘလို့ trend တွေကိုတတိထားမိနေလဲပြီးတော့အဲ့ဒီအပြောင်းလဲလေးတွေကအနာဂတ်အတွက်ဘာတွေများပြောပြနေတယ်လို့ထင်ပါတယ်လဲ